ချင်းမိတ်ဆွေတငယ်ချင်းအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်အောင်ကိုကနေပြီးတော့နှုတ်ဆက်ပါတယ်နော်ကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေအမြဲတမ်းတစ်ဖက်ဖက်ကျွန်တော်ပြောတယ်အာယုံမများဘူးကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေကိုကျွန်တော်ပြောတယ်တချို့တည်းတွေကလည်းမေးတယ်အကိုဘလူထိုးလဲအကိုဘလူကစားလဲတဲ့ဟုတ်ကဲ့ဒီပို့ကိုကျွန်တော်ရဲ့မိတ်ဆွေအစ်စ်မိတ်ဆွေအမှန်မြင်လို့ရှိရင်ကျွန်တော်ဘာကိုစကစားလဲဆိုတာကျွန်တော်မိတ်ဆွေတော်တော်များများသိတယ်ဗျာနော်တပတ်စာကနန်းကိုကျွန်တော်ပြပေးတယ်မများဘူးမို့များတယ်စထိုးရမယ်ကနန်းကိုပါကျွန်တော်မိတ်ဆွေတွေအတွက်ရွေးထုတ်သွားပေးတယ်ကျွန်တော်အဲ့ဒါကိုပဲကစားတယ်ဒီနေ့မှဆိုရင်ဗျာ65လို့ထွက်တယ်နော်အဖွင့်နေအင်္ဂါနေ့မှာ9ရက်နေ့မနက်မှာဗျာ65လို့ထွက်တယ်ကျွန်တော်မိတ်ဆွေတွေကျွန်တော်အမြဲတမ်းလည်းပြောတယ်နေ့တိုင်းပေါက်ဖို့မလိုဘူးပေါက်တဲ့အချိန်မြတ်ဖို့လိုတယ်ကဲမြတ်ပြီဘာဆက်လုပ်မလဲနားမလားဆက်သွားမလားအမြတ်နေတဲ့ဆက်သွားခြင်းတယ်โอเคသွား6ရက်နှစ်ခတ်က9 5ရက်နှစ်ခတ်က3 6 5 9 3ကို6953ခွေမယ်ဗျာနော်6953ခွေမယ်ဗျာအဓိကထိုးရမယ့်ကဏ္ဍကတော့69ရယ်35ရယ်ပေါ့ဗျာအဓိကထိုးရမှာဟုတ်တော့လားအဲကျွန်တော်ပေးထားတယ်69 1 chain မှာညနေ6တလုံးပိုင်လို့ကျွန်တော်ပြောထားတယ်နော်ဒီညနေမှာ6တလုံးပိုင်ပရိတ်9နဲ့ကျွန်တော်ပေးထားတယ်6တလုံးပိုင်ပရိတ်9နဲ့ကျွန်တော်ပေးထားတယ်အဲကျွန်တော်မိတ်ဆွေတွေအခုဒီနေ့ဖို့ရကြလာတဲ့ကဏ္ဍနဲ့ဆိုရင်ကျွန်တော်မိတ်ဆွေတွေဘာလုပ်တော့မှလဲပြန်စဉ်းစားတော့ဗောနော်6ရက်နှစ်ခတ်ကို9ရက်နှစ်ခတ်က3 69ဆင်းမလား53ဆင်းမလားကျွန်တော်ကညနေမှာ6တလုံးပိုင်ပေးထားတယ်စဉ်းစားတော့ဗောကိုဘာလုပ်မလဲဆိုတာကျွန်တော်ကတော့နားပြီလို့ပြောတော့ဗောနော်ကျွန်တော်ကတော့နားပြီဟုတ်တော့လားကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေနောက်တစ်ခုပြန်ပြီးတော့ကျွန်တော်မိတ်ဆွေစဉ်းစားရမှာကဘာလဲဆိုတော့နေရထွက်တာကအလင်းနှလုံးပေါင်းခြင်း9 4လုံးပေါင်းခြင်း9ဖြစ်မယ်ဆိုရင်9 3ညတကွက်ပါထည့်တာ3ည9 6 9ဆိုပြီးတော့ထိုးတာအားလုံးပတ်အဆင်ပြေကံကောင်းကြပါစေလို့ကျွန်တော်အောင်ကိုကနေဆုတောင်းပေးလိုက်တယ်ဒီနေရာကနေပြီးတော့အားလုံးဘိုင်